ကျွန်ုပ်တို့သည်ဆုံးသောအခါကျွန်ုပ်တို့နှင့်အတူဘာမှမယူသွားပါဘွယ်လည်းမဟုတ်ပါပိုင်ဆိုင်မှုလည်းမဟုတ်ပါရွှေလည်းမဟုတ်ပါကျွန်ုပ်တို့ဝတ်ထားရန်စီစဉ်ထားသောအမာရွများပင်မဟုတ်ပါကျွန်ုပ်တို့သည်လက်ပလာဖြင့်ထွက်ခွာသွားကြပြီကျွန်ုပ်တို့၏အိတ်ကများဖြင့်လုံးဝပါလားကျွန်ုပ်တို့၏ဓာတ်ပုံများကိုအန်ဆွဲတစ်ခုခုတွင်သိမ်းဆည်းထားပြီကျွန်ုပ်တို့၏အပြုံးချောင်းမိသူများမျှဝေမရပါအမွေစက္ကန့်သူတူသည်အိမ်ကိုရရှိသည်နောက်တူသည်သူမဝစင်ပူသောလက်စွပ်ကိုရရှိသည်သစ္စာရှိဆုံးမွေစက္ကန့်သူစာရင်ကိုကြည့်ဆိုင်ရခြင်းဤကောင်းကိုက်ခြင်းကိုခံစားရသည်ခပ်တဲ့တွင်အသက်များထွက်ပေါ်လာသည်ဖုံးကွယ်ထားသောစိတ်ဝင်စားမှုများကိုထုတ်ဖော်ပြောဆိုခြင်းကျွန်ုပ်တို့၏အိမ်ချမ်းမြေမှာပွားတဲ့တို့ယူဆောင်သွားနိုင်သည်အလုံးကြောင့်ကျွန်ုပ်တို့သည်ဆုံးသောအခါကျွန်ုပ်တို့၏လက်ပလာဖြင့်ထွက်ခွာသွားကြသည်ကျွန်ုပ်တို့၏မတ်သုံးတင်ကိုပင်မယူသွားပါကျွန်ုပ်တို့တော်ရထားခဲ့တယ်ကျွန်ုပ်တို့ကားတွေထားခဲ့တယ်ကျွန်တော်တို့ရဲ့တိုက်တွေကိုထားခဲ့တယ်ကျွန်တော်တို့လဝတရားတနာတွေထားခဲ့တယ်ထွက်ခွာဖို့ချိန်ဟာလွယ်ကူတယ်တိုက်ခိုက်ဖို့ချိန်ဟာခက်ခဲတယ်အမွေစက္ကန့်သူတွေကစအိမ်တွက်တိုက်ပွဲဝင်ကြလိမ့်မယ်တာဟုတ်တွက်အိမ်သာသုံးစက္ကူတွက်တောင်းဒါပေမဲ့ကျွန်တော်တို့လက်ချီပဲထွက်သွားကြတယ်ကျွန်တော်တို့ရဲ့မပုံတင်ကတ်တွေကိုတောင်းမယူခဲ့ကြဘူးကျွန်တော်တို့ရဲ့မပုံတင်ကတ်တွေကအန်ဆွဲတစ်ခုခုထဲမှာပဲကြံခဲ့တယ်ကျွန်တော်တို့ကလွယ်လို့ပေါ်မွေစက္ကန့်ဒီအောက်ကစားပွဲကိုရသွားတယ်နောက်တယောက်ကပြောတယ်ကျွန်တော်ကကိုသိမ်းထားမယ်ကျွန်တော်ဖဲကိုမသိခင်ယူဆိုင်ခဲ့တယ်မွေစက္ကန့်သူတွေဟာဟဲ့ခန့်တဲ့မှာရံပြင်းနေကြပြီကျွန်တော်တို့ရဲ့အိုင်စာဘာနာမတိုင်ခင်သူတို့ဟာတာရဲ့ဒီစံတွေလို့တရား
သွားဖို့ချိန်ဟန်လွယ်ကူပါနဲ့Tramoto they saw